ဒီမောင်ခိုလောက်တော့ကောင်းလားဆိုတော့ကောင်းတယ်အားကြောင့်လဲမောင်ခိုလောက်ပြီးတော့တိုက်ဝဲကာဝဲစိုင်းနေပါဖွင့်နေတဲ့အထိဖြစ်နေကြပါတယ်ဒီလိုလူတွေကအများသောအားဖြင့်ဘယ်နိုင်ငံသားတွေလဲဆိုတော့ဒီနေ့ကျွန်တော်အားလုံးကိုပြောပြပေးသွားမယ့်အကြောင်းကတော့အဆန်အများကြီးရှာလို့ရတဲ့အလုပ်ပါအဲ့ဒါဘာလဲဆိုတော့မောင်ခိုလောက်ပါမောင်ခိုလောက်ကဂျာမနီမှာအရန်ခက်စားတယ်အရန် popular ဖြစ်နေတဲ့မှာပါတယ်မောင်ခိုလောက်ပြီးတော့တိုက်ဝဲကာဝဲစိုင်းနေပါဖွင့်နိုင်တဲ့အထိဖြစ်နေကြပါတယ်ဒီလိုလူတွေကအများသောအားဖြင့်ဘယ်နိုင်ငံသားတွေလဲဆိုတော့အကုန်လုံးပါဂျာမနီရောက်နေတဲ့လူတော်တော်များများပေါ့နော်အားလုံးကနားလည်မှုနဲ့ဒီလိုမောင်ခိုအလုပ်တွေလုပ်နေကြတယ်ကျွန်တော်မြန်မာလူမျိုးတွေနားလည်အောင်ရှင်းရှင်းလင်းလင်းပြောရင်ဒါမောင်ခိုအလုပ်ဘယ်လိုပြောမလဲ Schwarz Arbeit ပေါ့အခွန်မဆောင်ဘဲနဲ့အလုပ်ခိုးလုပ်တာကိုခေါ်တယ်ဒါဒီအစိုးရကိုချီတင်လုပ်တာပါကိုလူမျိုးတွေကတယောက်များမိသွားခဲ့သည်ရှိတော့ကျန်တဲ့မြန်မာလူမျိုးတွေအားလုံးကိုထိကြိုက်မှာခိုးလို့တာကောင်းလားဆိုတော့ဘယ်လိုပြောမလဲဂျာမနီမှာအခုလောလောဆယ်ကကုန်စည်နှုန်းတွေကမြင့်တက်နေတယ်ငွေကြေးတွေကဖောင်းပွားတယ်အလုပ်တစ်ခုနှစ်ခုနဲ့မလုံလောက်ကြတဲ့လူတွေအတွက်ကတော့အလုပ်၃လုံးလုပ်ကြတယ်ပေါ့ဆိုတော့တရားဝင် full site job ရယ်တရားဝင် mini job ရယ်နောက်တစ်ခုကတော့ခိုးလို့တဲ့အလုပ်ပေါ့ဆိုတော့ကမမိရင်ဘာမှမဖြစ်ဘူးမိသွားရင်တော့တော်တော်စိုးပါတယ်ဒီမောင်ခိုလှုပ်တဲ့ခါကျရင်တနာရီကို10ယူရိုလောက်ပဲရတယ်17ယူရို12ယူရိုလောက်ပဲရတယ်17ယူရိုတော့မရပါဘူး10ယူရိုဝန်းကျင်လောက်ပဲရမယ်ဆိုတော့အလုပ်ချိန်ကဘယ်လိုမျိုးလဲဆိုတော့စင်ကျင်တဲ့ချိန်စင်မများစင်ရင်ပိုကောင်းတယ်မများရမယ်တစ်ပတ်ကိုဘယ်နည်းဆင်ရမယ်ဆိုပြီးတော့မရှိဘူးပေါ့ဒါပေါ့ဒီခိုးလုပ်တဲ့အလုပ်ကကျတော့စာထုတ်စာတမ်းတွေမရှိဘူးနားလည်မှုနဲ့ဘယ်နေ့လာခဲ့ဆိုပြီးတွားလုပ်ကြတဲ့အလုပ်မျိုးဖြစ်တယ်ဒီမောင်ခိုလုပ်တာတွေအခွန်မဆောင်ရဘူးပေါ့ job center လည်းမသိဘူးပေါ့ဒီလိုမျိုးပေါ့ဆိုတော့တရားဝင်လုပ်ဆိုရင်တော့တနာယူ13ယူရို14ယူရိုကနေကျွန်တော်တို့18ယူရိုလောက်ထိရနိုင်တယ်ပေါ့နော်အဲ့လိုမောင်ခိုလုပ်ပြီးတော့ပတ်စံအများကြီးရှာနိုင်ကြတဲ့လူတွေပတ်စံအများကြီးချမ်းသာတယ်လို့မဟုတ်ဘူးပတ်စံအများကြီးပြေးလဲချောင်းချင်းနဲ့ရှာနိုင်ကြတဲ့လူတွေရှိတယ်လို့နော်အိမ်တွေဝယ်ကားတွေဝယ်နိုင်တဲ့ဆိုင်တွေဖွင့်နေတည်ရှိတယ်လို့တစ်ဖက်မှာလည်းအနေရအကြီးပဲနော်အဲ့တော့အကြောင်းမျိုးကြောင့်မိသွားခဲ့ရင်တရားဥပဒေရင်ဆိုင်ရနိုင်တယ်ဘယ်လိုမျိုးရင်ဆိုင်ရနိုင်လဲဆိုရင်ကျွန်တော်ဒဏ်ကြီးရယ်နောက်တစ်ခုပြင်ထောင်ဒဏ်လှုပ်ရှင်ရောလို့ဒီမှာ2ယောက်လုံးမှာတက်ရောက်မှုရှိတယ်မိတ်ဆွေက9နိုင်လောက်တယ်6နိုင်လောက်တယ်10နိုင်လောက်တယ်ပေါ့နော်ကတော့ပတ်စံမပေးဘူးကွာဘာလို့မလဲဘာလို့မင်းတရားဝင်လောကမမဟုတ်ဘူးမမမပေးဘင်းဘာလို့မလဲဆိုတော့ကိုလည်းတွားတိုင်လို့မရအောင်ဒီလိုမျိုးကြောတိုင်နောက်တစ်ခုကဒီလိုစားသောက်ဆိုင်နေဆိုရင်အများကြီး controller လာစစ်ပါတယ်ဒီလို controller လာစစ်တဲ့ခါမျိုးမှာမိဝါခဲ့ရင်ဆိုတာစဉ်းစားကြည့်သူတို့ controller တွေကဆိုင်ဝင်စစ်မယ်ဆိုဘယ်လိုစစ်လဲဆိုရင်တယောက်ကမိဖို့ကြောင့်ထပ်ပေါက်နာမှာစောင့်နေတယောက်ကဆိုင်တကားဝနာမှာစောင့်နေဟိုဘက်လမ်းထိပ်မှာရဲကားစောင့်နေဒီဘက်လမ်းမှာရဲကားစောင့်နေဒီလိုမျိုးစစ်တာပေါ့နော်ဆိုတော့အဲ့လိုမျိုးစစ်သွားခဲ့ရင်ကိုပြန်တွေးကြည့်ပါတန်ရောတန်ရလားလို့ဆိုတော့ကျွန်တော်အကြံပေးခြင်းနဲ့မိတ်ဆွေကိုဘယ်တော့မှမလုပ်ပါနဲ့မောင်ခိုလုပ်ကိုယ့်ရဲ့နိုင်ငံသားဖြစ်ခွင့်တွေပါထိခိုက်နိုင်တယ်အဲ့တော့တရားဝင်လုပ်ဖို့ကျွန်တော်ကြံပေးခြင်းပါတယ်နောက်တစ်ခုကတော့တရားဝင်မီနီဂျော့ပေါ့တရားဝင်မီနီဂျော့ကအခုဆိုရင်အခုတိုးပေးလိုက်တဲ့လစာနဲ့ဆိုရင်ကျွန်တော်တို့တစ်လောက်ကိုယူရို600ကျော်ရနိုင်တယ်တမန်လေးနဲ့ဆိုရင်တော့900နီးပါးရမှာပေါ့900 800နီးပါးဆိုင်ကောင်းတယ်လို့ပေါ့နော်ရေရှည်မှာ CV ဖောင်တွေမှာဒီအတွေ့အကြုံဒီမီနီဂျော့အတွေ့အကြုံထည့်ရေးလို့ရတယ်နော်ကျုပ်တော်များများကဂျာမနီမှာအသက်ကြီးပိုင်းတွေပေါ့ပင်စင်သမားတွေဆိုရင်ပင်စင်ယူသွားပြီဒါပေမဲ့သူတို့ကမီနီဂျော့အလုပ်တိုင်းမျိုးရှိတယ်ခွန်မပေးရအောင်သူတို့ကငွေယူရို2000ထက်လာမသိဘူးဆိုရင်ခွန်မဆောင်ရအောင်ဒါပင်စင်သမားတွေအတွက်အဲ့တော့သူတို့ပင်စင်ယူလိုက်တယ်မီနီဂျော့လေးဝင်လုပ်တာမျိုးရှိတယ်ကျွန်တော်အခုမီနီဂျော့လုပ်နေတဲ့ဆိုင်မှာဆိုရင်ဖိုးကြီးတွေပဲဝေတာတွေအကုန်ဖိုးကြီးတွေပဲလုံးဝဖိုးကြီးတွေသူတို့ပင်စင်သမားတွေပင်စင်ယူပြီးတော့သူတို့ကအဲ့လိုမျိုးမီနီဂျော့အနေနဲ့ပြန်လုပ်ကြတာပေါ့ခြုံပြောရရင်ဒီမောင်ခိုလောက်ကပတ်စံအများကြီးရတယ်ဆိုပေမဲ့ရေရှည်မှာကိုယ်နဲ့ဘလို့မှထိုက်တန်ပါအဲ့တော့ကိုယ့်ဘာကိုတန်ဖိုးထားရဆိုရင်ပေါ့ဂျာမနီမှာဘာပဲလုပ်အားလုံးတရားဝင်ပဲလုပ်ကြပါလို့ကျွန်တော်ဒီဗီဒီယိုလေးနဲ့အားလုံးမှာချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်တွေ့ပါမယ်အားလုံး choose ပါ